ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဂျင်းကိုစားသုံးပေးခြင်းဖြင့်ရရှိနိုင်တဲ့အကျန်းမာရေးအကျိုးကျေးဇူး12မျိုးအကြောင်းဒီနေ့မှာတော့ဂျင်းရဲ့ကျန်းမာရေးကောင်းကျိုးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပြီးအဆုံးထိကြည့်ပေးဖို့တောင်းဆိုပါရစေခင်ဗျာဂျင်းရဲ့ရင်ဆိုတာကအားစားကားမှာတော့မဟုတ်မမှန်တာကိုအလေးညာသုံးချရမျိုးသိပဲသုံးကြပေမဲ့ဒီဂျင်းကတော့အစားအသောက်တွေကိုထည့်တဲ့ဂျင်းဖြစ်ပါတယ်ဂျင်းကိုဟင်းကအမွေးကြအနေနဲ့အသုံးများကြပြီးအိန္ဒိယမှာစတင်သုံးစွဲခဲ့တာဖြစ်ပါတယ်အခုတော့အိန္ဒိယတွေမှာကတရုတ်မြန်မာထိုင်းပါဝင်အာရှနိုင်ငံတွေရဲ့ဟင်းလျာတွေမှာအတော်များများထည့်ချက်စားသုံးလေရှိပါတယ်သူရဲ့အစာကျလဲတဲ့အာနိသင်နဲ့အသားတွေကိုနူးရည်စေတဲ့အစွမ်းကြောင့်အသားဟင်းတွေချက်တဲ့အခါမှာဂျင်းသို့မဟုတ်ဂျင်းစီကိုသုံးပြီးအသားတွေနှက်ကြပါတယ်ဂျင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးအများစုကပူရှားရှားနဲ့အနံ့ပြင်းစေတဲ့ဂျင်ဂျာရောခေါ်ဓာတ်ပေါင်းတစ်မျိုးပါဝင်မှုကြောင့်ပဲဖြစ်ပါတယ်။ဂျင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့နံပါတ်1ဝမ်းတွင်းပြဿနာတွေကိုတက်တာစေတဲ့ဂျင်းနဲ့ဂျင်းစီကိုလေတိုးလေအောင်ပိုင်းအောင်ခြင်းများအတွက်သုံးတတ်ကြပါတယ်။အစာမကြီးခြင်းပိုင်းအောင်ခြင်းလေတိုးလေအောင်ဝမ်းလျှောခြင်းလေပွားခြင်းစတဲ့အစာရည်နဲ့ဦးလန်းကြောင်းပြဿနာတွေအတွက်လေစီစံတက်လက်ဖြစ်ပါတယ်။ဂျင်းလက်ဖက်ရည်ကိုလည်းအသေးယောဂတွေအတွက်သုံးလေရှိတဲ့အပြင်ဂျင်းဟက်စီကအစာစားခြင်းစိတ်ကိုဖြစ်လာအောင်နှိုးဆော်ပေးတဲ့အတွက်ကိုလေးချိန်တိုးလိုသူတွေကြွင်းပြက်နေသူတွေအတွက်အကျိုးရှိစေနိုင်ပါတယ်။နံပါတ်2အစာစိတ်တင်ခြင်းကိုကုသနိုင်တဲ့ဂျင်းဟာပိုးတွေကိုတည်စေပြီးလေကိုကြေစေတဲ့ဓာတ်စာဖြစ်ပါတယ်။အစာစိတ်တင်ခြင်းကိုကုသရာမှာအသုံးပြုနိုင်ပြီးဦးလန်းချောင်းယောဂါတွေဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ခေါင်းကိုက်ခြင်းကိုလည်းသက်သာစေနိုင်ပါတယ်။နံပါတ်3မအီမသာဖြစ်ခြင်းကိုသက်သာစေတဲ့ဂျင်းနဲ့ဂျင်းစီကမအီမသာဖြစ်ခြင်းခရီးပန်းမူးဝေခြင်းနဲ့ပြုတ်အံ့ခြင်းတွေအတွက်တီးရောက်မှုရှိကြောင်းသုတေသနတွေကဖော်ပြခဲ့ပြီးဖြစ်ပါတယ်။အမျိုးသမီးတွေကိုယ်ဝန်ကြောင့်ပြုတ်အံ့ခြင်းသက်သာရောပါစေဖို့အတွက်လည်းဂျင်းကိုအသုံးပြုကြပါတယ်။နံပါတ်4ငှက်ဖျားယောဂါကိုကာကွယ်ပြီးတဲ့ဂျင်းနဲ့ဂျင်းစီကကိုယ်ခံအားကောင်းစေလို့ရဲလူဖီဗာနဲ့ငှက်ဖျားတို့ကိုလည်းကာကွယ်ပေးနိုင်ပါတယ်။နံပါတ်5အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေကိုကုသနိုင်တဲ့ဂျင်းနဲ့ဂျင်းစီတို့ကချွတ်တလိပ်ပျော်စေးတွေလိုအစွမ်းထက်တာကြောင့်ချောင်းဆိုးရင်ကျဒိုကွေပန်းနာလေးပြုံရောင်ရမ်းခြင်းနဲ့အသက်ရှူရခတ်ခြင်းလိုမျိုးအသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာတွေကိုကုသပေးနိုင်ပါတယ်။ဂျင်းကလဲချောင်းနဲ့အဆိုတွေကချွတ်တလိပ်တွေကိုပယ်ရှားပေးတဲ့နေရာမှာထိရောက်လာတာကြောင့်အိန္ဒိယမှာရေနွေးချမ်းတဲ့အောင်ထည့်တောက်တတ်ကြပါတယ်။ယာရည်နဲ့ဂျင်းပြောဆက်လိုက်တဲ့ဆေးဘက်ဝင်အာနိသင်ကအသက်ရှူလမ်းကြောင်းယောဂါတွေကုသရာမှာအစွမ်းထပ်ပါတယ်။နံပါတ်6ရောင်ရမ်းမှုကိုလျော့စေတဲ့ဂျင်းရဲ့အယောင်ကျစေတဲ့အာနိသင်ကြောင့်အဆိပ်ရောင်ယောဂဘေးဘက်နာယောဂဝေဒနာများခေါင်းကိုက်ခြင်းနဲ့ခေါင်းတစ်ချက်ကိုက်ခြင်းတို့မှာရောင်ရမ်းမှုနဲ့နာကျင်ကိုက်ခဲမှုတွေကိုသက်သာစေနိုင်ပါတယ်။ဂျင်းရဲ့စီတို့မဟုတ်ဂျင်းနဲ့ကိုနာကျင်နေတဲ့ကြော်သားပေါ်မှာလိမ့်ပေးမယ်ဆိုရင်လည်းအမြန်ဆုံးသက်သာစေနိုင်ပါတယ်။နံပါတ်9အမျိုးသမီးများယာတီလာနေစဉ်ပြဿနာများကိုသက်သာစေနိုင်နေဓမ္မတာမမှန်ခြင်းယာတီလာစဉ်ကိုက်ခဲခြင်းတို့ကိုဂျင်းကသက်သာစေနိုင်ပါတယ်။ဂျင်းရည်နွေးချမ်းဂျင်းပြုတ်ရည်ဂျင်းထည့်ထားတဲ့ဟင်းရည်တို့ကိုတောက်သုံးပြီးလို့ရပါတယ်။နံပါတ်10နှလုံးချမ်းသာစေတဲ့တရုတ်ပြည်မှာဆိုရင်ဂျင်းကနှလုံးချမ်းသာရေးကိုအားကောင်းစေတယ်လို့ယုံကြည်ကြပါတယ်။သူဒေသနာတွေအရဂျင်းဟာသွေးရင်းကိုလက်စထရောကိုကျစေပြီးသွေးခဲဖြစ်ပေါ်ခြင်းကိုကာကွယ်ပေးတယ်လို့ဖော်ပြကြပါတယ်။ဒီလိုကာကွယ်ပေးခြင်းအဖြစ်သွေးကြောပိတ်ဆို့ခြင်းဖြစ်နိုင်ခြေကိုလျော့နှဲစေတဲ့အတွက်နှလုံးရုပ်တရက်ကိတ္တရဲ့ခြင်းနဲ့လေဖြတ်ခြင်းအနေနဲ့တွေလျော့နှဲသွားစေမှာဖြစ်ပါတယ်။နံပါတ်9ပန်းတည်ခြင်းကိုကုသနိုင်ဂျင်းဟာအမျိုးသားကျန်းမာရေးအတွက်လည်းအလွန်အသုံးဝင်ပါတယ်။ဂျင်းနဲ့ဂျင်းစီတို့ကဒီဘက်မှာလည်းတဘာဝအားတိုးစေးအာနိသင်ရှိတာကြောင့်ပန်းသည့်ပန်းညိုဖြစ်ခြင်းသုံးလို့မြန်ခြင်းတို့အတွက်အစွမ်းထက်တယ်လို့ဆိုလို့ရပါတယ်။နံပါတ်10ကြောက်ကက်ကြောက်ကိုကြေစီတဲ့ဂျင်းဖြော်ရဲ့ဂျင်းရီချမ်းကကြောက်ကက်ကြောက်ကိုကြေစီနိုင်တယ်လို့လည်းယူဆကြပါတယ်။နံပါတ်11စံသားချမ်းမာရေးဂျင်းဟာစံသားချမ်းမာရေးအတွက်လည်းကောင်းပါတယ်။ဂျင်းရီကအောက်ဒီကိုပျောက်ကင်းစေနိုင်ပါတယ်။နံပါတ်12ကင်ဆာရောဂါကိုကာကွယ်နိုင်တဲ့အမေရိကန်ကင်ဆာအဖွဲ့အစည်းတွေရဲ့ပြောကြားချက်တွေအရဂျင်းကကင်ဆာရောဂါကိုကုသရာမှာအသုံးဝင်နိုင်တယ်လို့ကနေဦးသုတေသနတွေကဖော်ပြခဲ့ကြပါတယ်။ဂျင်းစီကိုတမ်းမယာတမ်းမယိုယူကဲတဲ့ရိုမေရီလိမ္မော်တီတို့အပါအဝင်တခြားအစီတွေနဲ့လည်းရောသုံးနိုင်ပါတယ်။ကဲဂျင်းထည့်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုသိသွားကြပြီထင်ပါတယ်။နောက်နေ့မှလည်းဗီဒီယိုလေးတွေတင်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်ပေးထားခဲ့ကြပါအောင်ခင်ဗျာ။
အဆုံးထိကျေးဇူးပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေခင်ဗျာ